ဒီစာမျက်နှာရဲ့ကဘာကိုအကောင်းဆုံးဖြစ်အောင်လုပ်ပါမင်းဆိုလိုတာကနောက်ဘက်ကတခြားတစ်ယောက်အတွက်လည်းအကောင်းဆုံးလုပ်နိုင်တယ်အခုအကောင်းဆုံးရာကငါရဲ့ကိုယ်ပိုင်စာပါနဲ့ဘယ်တော့မှမဖြစ်ခဲ့ဘူးအနည်းဆုံးတော့သူမရဲ့မီနီဘန်ကိုမောင်းဖို့မရရှိနိုင်ဘူးငါတို့လူတွေနဲ့ကန်ကောင်းလိုက်တာမင်းအခုအိယာဝင်ရမယ်ပြီးတော့သူတို့က World of Warcraft ရဲ့ကိုယ်ပိုင်သုံးသက်ချက်ကိုရကြတယ်အကောင်းဆုံးရာကနေပြတော့မှအကောင်းဆုံးရလက်တွေကအခုအချိန်မှာအသုံးပြုနေတဲ့ဆိုတာတေချာအောင်လုပ်ဖို့အချိန်တူနီလမ်းမဲ့ပါလို့စင်ချိန်ဒါမပါပဲဘာလို့မလုပ်ဘူးလဲဒါက American Musical Express မှာရေးသားထားတဲ့သဘောတူညီချက်ပါအဲ့ဒါနဲ့တူတူပါပဲဇန်နဝါရီလဖေဖော်ဝါရီလမှာလုပ်ရမှာဖြစ်ပြီးမတ်လမှာချီတက်ပွဲလုပ်မှာပါကျွန်တော်ရဲ့နောက်တစ်ခုကတော့လူတွေရဲ့အသက်အာမခံကိုးကားချက်တွေပါအများဆုံးတင်တာတွေအများကြီးရနိုင်ပါတယ်အကောင်းဆုံးလူတွေအတွက်ပထမဆုံးအကြိမ်နဲ့ငွေကြေးကအသုံးအများဆုံးအသိဉာဏ်ဖြစ်ပြီးရောင်းဖို့တစ်ဖက်နဲ့တစ်ဖက်ဆက်ဆက်နေတဲ့အချက်ကိုပြောပြချင်ပါတယ်ဇက်စီကီယာကိုခီးသွားဖို့